င်္ဂလာပါရှင်။ Follow Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆရာခက်စော်ရေးသားထားတဲ့ The Guise of Rangon အပိုင်း14ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်နဲ့တူလိုက်ပါနာဆင်ပေးကြပါအောင်ရှင်။လမ်းမတော်ဖိုးထုတ်သည် expert တော်ဦးဝကန်ကိုဝင်ခေါ်ပြီးအလုံးပလိတ်ဌာနသို့လိုက်သွားကြသည်။အလုံးပလိတ်ဌာနကကန္နမတောင်းရီမတောင်းနှင့်ချက်ုံတို့ကိုစစ်ဆေးနေကြသည်။ expert တော်ဦးဝကန်ကောင်းမှုဖြင့်ကန္နမတောင်းရီတို့ကိုပြန်လည်ခေါ်ထုတ်လာနိုင်ခဲ့၏။မတောင်းနဲ့ချက်အောင်တို့ကိုငါးကားတစ်စီးဖြစ်တင်မိပြီးနောက်လက်မတော်ဖို့တို့ကနမတောင်းရီတို့ကြည့်မြင်တဲ့ဘူရာရှိရှိကြက်ကြိုင်းနေအိမ်သို့ထွက်လာကြသည်ကနမတောင်းရီကတလန်လုံးဘာစကားမှမပြောဘဲတိတ်ဆိတ်နေ၏ဖို့တို့ကကားကိုလက်တစ်ဖက်ပြစ်မောင်းရင် secret ဖွာလာသည်ဒီကောင်တွေငါ့ကိုလှုပ်တာဖို့တို့ငါ့ကိုလှုပ်တာကွာငညိုကငါအစာခံလိုက်ရတာကွာဘသူလက်ချက်လှုပ်ထင်လဲကနမဘသူလက်ချက်ဖြစ်ဖြစ်ငါကိုယ်တိုင်တတ်မှာဖို့တို့တက်တာနောက်ထောင်ကွာအခုကမင်းကိုတက်ဖို့ကြံနေဆိုတာငါ့ကိုပါတခါတည်းသတိပေးလိုက်တဲ့သဘောပဲအနေရကငါတို့နောက်ကျော်မှာလိုက်နေပြီကန္နမဒီနေ့ကနေစပြီးဆဆရသတိထားရတော့မယ်ငါ့ကိုပြစ်မှတ်ထားတာဆိုတော့ပုံနာဘထုံလူတွေလည်းဖြစ်နိုင်တာပဲသူသားအလောက်ကစင်ကြီးကိုငါတက်ခဲ့တာမို့လားပုံနာဘထုံလူဆိုငါစီချက်ချင်းသတင်းရမှာကန္နမမဖြစ်နိုင်ဘူးနောက်ပြီးခုတက်သွားခဲ့တဲ့ကောင်ရဲ့လက်စာရင်းနေကွာတစ်ချက်တည်းနဲ့တေကွက်ကိုထိုးသွားတာငါကတော့အရှိပိုင်းကဟိုကလာချင်းတစ်ကောင်မတင်ကားဘူးကွာပြီးတော့အဲ့ဒီညာငညွတ်တက်ခံရတဲ့အချိန်လောက်မှာမတောင်းတို့အိမ်ဘက်ကထွက်လာတဲ့ကလာတစ်ကောင်ကိုဖဲဝိုင်းကပြန်လာတဲ့အုံးဖေတစ်ပည့်နှစ်ယောက်ကမြင်လိုက်တယ်တဲ့ဒီကောင်ကအလုံးဘက်ကိုခတ်တုတ်တုတ်ရှောက်သွားတာတဲ့ကျင့်မြင်တဲ့အုပ်စုတွေရဲ့တစ်ကောင်လားအဲ့ဒီကိစ္စပဲအခုငါကြကြစီသွားနေတာအဖြစ်တစ်ခုတော့ပေါ်ကောင်းပါလေကျင့်မြင်တဲ့ကြကြကြီးနေရှိသူကားထိုးဆိုင်လိုက်သည်ကြက်ကြားသည်သူ့အိမ်ရှိတွင်အင်ကြီးပလာချင်းဖြင့်သူ့တပည့်များနှင့်ဝိုင်းချင်းခတ်နေကြ၏လက်မတော်ဖိုးထုတ်ကိုမြင်သောအခါချင်းဝိုင်းကိုရက်လိုက်ပြီးအိမ်ပေါ်သို့ခေါ်လေသည်ကိုကျွန်းတဲ့ကျွန်တော်ကြားတဲ့ကိုကြီးအခုချိန်ကိုကြီးတို့အလှုပ်ရှုပ်နေမှာဆိုလို့ညနေမှာကိုကြီးတို့အိမ်ကိုလာမလို့ဘာထူးသေးလဲကိုကြီးဘာထူးလဲဆိုတော့ငါကမင်းကိုမေးရမှာကြက်ကြားဖိုးထုတ်စကားကြောင့်ကြက်ကြားလန့်သွားသည်ဟာကိုကြီးဟာကျွန်တော်လည်းမနေ့ကမှသူများတွေပြောလို့သိရတာမနေ့ကငညွန့်တက်သွားတဲ့အချိန်လောက်မှာကလားတဲ့ကောင်အလုံးဘက်ကိုတုတ်ကြီးတုတ်ပြပြေးသွားတာကိုမြင်လိုက်တဲ့သူရှိတယ်ကြကြအဲ့ဒါမင်းကနေမြေပိုင်းဆိုတော့မင်းများတစ်ခုခုသိနေမလားလို့ပါဘယ်လိုပုံစံမျိုးလဲအချမ်းမင်းသိလို့ရမလားကိုကြီးဖဲဝိုင်းကပြန်လာတဲ့အုံးမိတပည့်တွေမြင်လိုက်တာတဲ့ကွာအရက်မြင့်မြင့်စပင်ကတူတူပါပါအဖြူအောင်စွတ်ကျဲအဖြူအောင်ဒိုဒီကိုခရောင်းကြိုက်ထားတယ်တဲ့ကြက်ကြားကတေချာစဉ်းစားနေသည်ဖဲဝိုင်းကအပြန်ကိုအုံးတပည့်တွေတွေ့တာဆိုတော့မင်းညမတောင်းလို့လန်ထိတ်မှာလန်ချသမားတကောင်အတုပရှိတာပဲကျွန်တော်လူတွေပဲအဲ့ဒီမှာစီစဉ်ကြီးကြက်နေတာဖဲဝိုင်းကလည်းမိုးလင်းမှတိန်တာဆိုတော့အကိုကြီးပြောတဲ့ပုံစံမျိုးကိုကျွန်တော်လူတွေမေးချင်သိလောက်တယ်ဒီချင်းမြင်နိုင်တဲ့အကောင်ဆိုရင်ဒီကောင်ပြစ်မလို့ပါဘူးကြက်ကြဒီကောင်ဘာတူလဲဆိုတာငါတို့အမြန်သိမှရမယ်မဟုတ်ရင်နောက်တစ်ယောက်ကမင်းရောငါရောတယောက်တည်းလက်စီဖြစ်သွားလိမ့်မယ်6ရက်မြောက်တော်နေ့ည10:00နာရီခွဲငညွတ်နေထိုင်ရာစင်အိုဒလန်အိမ်ရှိတွင်မနေ့ပြန်ရက်လက်ဆွန်းတို့လူတွေထမင်းဟင်းများချက်ပြုတ်ရန်ပြင်ဆင်နေကြသည်လမ်းမတော်ဖို့တို့ကဟင်းချက်သည့်ပေတွင်စပွဲတစ်လုံးဖြင့်အရက်တောက်ရင်တပည့်များဖြင့်စကားပြောနေသည်ည7:00နာရီခွဲခန့်တွင်ပလိတ်သား9ယောက်ပါဝင်သောကင်းလက်ကားတစ်စီးသည်စင်အိုဒလန်သို့ဝင်လာပြီးဖိုတိုတို့ရှေ့တွင်ရက်လိုက်သည်ထို့နောက်ကားရှိကံမှာမျက်နှာဖြူရရှိသူကိုဆင်းလာသည်မင်းတို့ဘာလုပ်နေကြလဲမျက်နှာဖြူရရှိကဗမာစကားကိုရေးလဲစွာကျွမ်းကျင်သည်အသက်က30ဝန်းကျင်သာရှိအောင်မိဖြစ်ပြီးအချက်မြင့်မြင့်ကန်ကန်မျက်ခုံးမွေးအနေအောင်ဖြင့်ကြမ်းတမ်းခက်ထန်သည့်ပုံစံဖြစ်သည်ဖိုတိုကမျက်နှာဖြူရရှိသို့လက်နောက်ပစ်ကာသွားရက်လိုက်သည်ကျွန်တော်မျိုးတို့နိုင်ရက်လက်ရှိလို့ချက်ပြုတ်နေကြတာပါတခင်မျက်နှာဖြူရရှိကပတ်ဝန်းကျင်ကိုကြည့်ရှုလိုက်သည့်အခါဖိုတိုထလာသည့်နေရာမှာအချက်ပလင်းနှင့်အမီးများကိုမြင်သွားသည်အများပြည်သူပိုင်လမ်းပေါ်မှာမင်းတို့ချက်နေပြုတ်နေကြတာကမြူနီစပယ်ဥပဒေကိုချိုးဖောက်နေတယ်ဆိုတာနားလည်လားစိတ်မရှိပါနဲ့တခင်ဒီရက်ကွက်မှာကျွန်တော်မျိုးကရက်မိရက်ပါဥဖို့တော့ပါဒီရက်ကွက်သားတွေကလည်းနိုင်ရေးလူမှုနားလည်ပေးကြပါတယ်ဖို့တော့မင်းကငါသိတယ်ဒီရက်ကွက်မှာမင်းတိတ်နိုင်မယ်ကြီးနေလို့ငါမင်းစီတမင်ဝင်လာတာဟုတ်ပြီတခြားလူတွေချက်တာပြုတ်တာတော့ထားပါတော့မင်းကရောဘာကောင်မို့လို့လမ်းပေါ်မှာစပွဲချပြီးရက်တောက်နေရတာလဲ
မျက်နှာဖြူအရာရှိကဖိုးတုတ်ကိုချိန်မောင်းရင်းအရက်ပလင်းနဲ့တင်ထားသည့်စပွဲကိုကန်ချလိုက်သည်အရက်ပလင်းဖန်ခွက်နှင့်အမိများမှာမြေပြင်တွင်ပြန့်ကျဲသွားတော့သည်ဖိုးတုတ်၏တပည့်များကချက်ပြုတ်နေရာမှထားလာကြသည်သို့သောဖိုးတုတ်ကမျက်နှာရည်ပြကတားလိုက်သည်မင်းနဲ့ငါနောက်တစ်ချိန်ထပ်တွေ့ကြအောင်ပါဖိုးတုတ်ရာမျက်နှာဖြူအရာရှိကဖိုးတုတ်ကိုပြောပြီးကားပေါ်သို့ပြန်တက်သွားလေသည်မြေကြီးပေါ်တွင်ပြန့်ကျဲနေသောအရက်ပလင်းနှင့်မြီးခွက်များကိုဖိုးတုတ်၏တပည့်များကလိုက်လံသိမ်းဆည်းနေကြသည်ဖိုးတုတ်ကတော့ကားဖြင့်ပြန်လှည့်သွားသောမျက်နှာဖြူအရာရှိကိုကြည့်ကတစုံတရာကိုတွေးနေလေတော့သည်ငညွန့်ရက်လက်ပြီးနှစ်ရက်ကြာတွင်ဖိုးတုတ်နှင့်ကနမတောင်းရီတို့သည်14လမ်းရှိဖိုးတုတ်အိမ်ရှိကွစ်ပစ်တွင်ကြာထိုးနေကြလေသည်ထိုချိန်တွင်ရထလုံးတစ်စီးပေါ်မှကြည့်မြင်နိုင်ကြကြဆင်လာသည်အကိုကြီးငညွန့်ကိစ္စအကိုကြီးပြောတဲ့ပုံစံမျိုးနဲ့လူစင်းတယောက်ကြောင့်သတင်းရထားတယ်အချင်းကဒီကောက်အောင်ဒီနယ်မြေမှာဘယ်သူမှမမြင်ဘူးငညွန့်တက်ခံရတဲ့ညကဒီကောင်လမ်းထိပ်ဖဲဝိုင်းမှာကြောင်းဝင်ထိုးတာကျွန်တော်ကောင်နဲ့တတိထားမိတယ်ဒီကောင်နဲ့တူဆက်ဆန်းတဲ့အောင်ဖာတယ်လုံနေတဲ့ရှာမီတာဆိုတဲ့ကလမလေးလည်းပါလာတယ်ရှာမီတာကဖဲဝိုင်းထဲကလူတွေကိုဒီနားမှာ China Star Hotel မယ်လေးတွေဘယ်မှာနေလဲလို့မင်းနေတာလဲကြားလိုက်တဲ့သူတွေရှိတယ်ဒါပေမဲ့ကျွန်တော်ကောင်တွေပြောတာတော့ဒီကောင်ကမိုးလင်းဖဲဝိုင်းသိမ့်တဲ့ဒီဖဲရိတ်သွားတာတဲ့ကိုဦးနှဘက်တွေပြောတဲ့ပုံစံရင်ဒီကောက်ပုံစံရဆိုရင်အကြိုက်ပဲဖိုးတုတ်ကရွှေလက်စကြားခွက်ကိုငင်းစဉ်းစားနေသည်သိကြပြီငညို့တက်တာဒီကောင်ပဲကြက်ကြဖဲဝိုင်းမှာလူရောင်ပြပြီးဒီကောင်ကရှာမိတာကိုထားခဲ့ပြီးတာနဲ့မက်တောင်းတို့အိမ်ရှိသွားဆောင်ပြီးငညို့တက်ခဲ့တာဖြစ်မယ်ပြီးတော့အသာပြန်လာပြီးဖဲဝိုင်းထဲဝင်မိုးလင်းကြီးထန်ရိုင်းပြနေတာကွာအင်းတော်တော့သွေးအေးပြီးညံပြေးတဲ့ကောင်ပဲဟုတ်ကိုကြီးဒီကောင်ကရှာမိတာကိုအတော်လေးသဘောကျနေတာယူမယ်လို့တောင်ပြောနေတယ်ရှာမီတာကိုကင်ထားတာကျွန်တော်တပည့်ကောင်းတန်းရွှေမှုဒီကောင်အောင်ကြောင့်နှိုက်ခိုင်းလိုက်ရမလားဆရာအင်းဒီလိုလုပ်ခဏမှကြီးမင်းကကြည့်မြင်နိုင်ခက်ကဌာနအုပ်ကိုပညာရှိသွားငါကအဲဝတ်ပြုကျင်လို့ပါလို့ပြောပြီးလင်တိုင်းဟိုတယ်ကိုခေါ်ခဲ့ကွာကြကြမင်းကငါနဲ့လင်တိုင်းဟိုတယ်ကိုလိုက်ခဲ့ဟာအခုဖြစ်ပါမလားအဲ့ဒီဌာနအုပ်ကိုပညာဆိုတာကျွန်တော်ကို130ပုံမှတ်ထပ်ပြီးဖမ်းမလို့ချောင်းနေတာဗျပြီးတော့သူနဲ့တဝိုင်းနဲ့ထိုင်လို့ဖြစ်ပါမလား။အော်ကြက်ကြရငါတယောက်လုံးပါနေတာဘာတွေကြောက်နေရလဲ။ပြောတော့လူမိုက်တဲ့။ကျုံကြီးလန်ရှိလင်းတိုင်းဟိုတယ်ပေါ်တဲ့တွင်လက်မတော်ဖိုတိုနဲ့ကြက်ကြတော့ဝီစကီတစ်လုံးနဲ့ခိုးကြော်တပွဲမှာကတောက်စားရင်ကနမတောင်းရီလာကိုစောင့်နေကြ၏။မကြမီကနမတောင်းရီနဲ့ကြည့်မြင်နိုင်ဌာနအုပ်ကိုပညာတို့ရောက်လာကြသည်။ကိုဖရိုကြီးမတွေ့ရကြပြီနော်။ဟုတ်တယ်ဆရာကိုပညာကြီးကျွန်တော်တို့ဟိုတစ်ခေါက်ဘာသိန်းကိစ္စပြီးတွေကမတွေ့ဖြစ်တော့တာ။အခုလဲကျွန်တော်တို့ပဲငညိုအသက်ခံရတဲ့ကိစ္စပေါ်လာပြီမို့ဆရာကိုပညာကိုပဲအပူကက်ရတော့မှာပဲကဲဘာလုပ်ပေးရမလဲပြောကိုဘတို့အလုပ်ကိစ္စဆိုင်းတောက်ရင်ပြောကြတာပေါ့ဆရာဝီစကီပဲလားကျွန်တော်ဒီညဌာနမှာဂျူတင်ဝင်ရမှာမို့ဘီရလောက်ပဲကိုဘတို့ကြက်ကြားကလမ်းမတော်ဖိုတိုနဲ့ကိုပညာပေးတွင်ကိုကိုလေးထိုင်နေကနမတောင်းရီကတော့ဝီစကီကိုရေခဲတုံးထည့်ပြီးစိန်ငယ်တောက်ရင်လမ်းမတော်ဖိုတို၏စီစဉ်များကိုနားထောင်နေသည်နောက်3ရက်ကြာတွင်ကြည့်မြင်နိုင်ကဏ္ဍရှိခေါင်းတန်းရွှေဖာပြီးကြည့်မြင်နိုင်ပလိဌာနမှာညအချိန်6တကင်ဝင်ရောက်ဖန်ဆီးလေတော့သည်နောက်တစ်ရက်တွင်လင်တိုင်းဟိုတယ်ပေါ်တဲ့တွင်လမ်းမတော်ဖိုတိုကနမတောင်းရင်နှင့်ဌာနအုပ်ကိုပညာတို့တွေ့ဆုံကြလေသည်ကြက်ကြားလာပြောတာနဲ့ကျွန်တော်တို့ညအဲ့ဒီနေရာဝင်ဖန်လိုက်တယ်ကိုဘတို့ခမပြောတဲ့ကောင်ဟိုရှာမီတာဆိုတဲ့ကလမလေးနဲ့တန်းမိတာပဲဒီကောင်တော့မတင်ငါမှုနဲ့တခါတည်းအမှုဖွင့်ပြီးစစ်ချက်ယူထားလိုက်တယ်ဟုတ်ကဲ့ဆရာကိုပညာဒီကောင်ဟုတ်မဟုတ်ကြက်ကြားကိုပြပြီလားဒီကောင်ဖဲဝိုင်းမှာတွေ့ခဲ့တယ်ဆိုတဲ့ကြက်ကြားတစ်ပည့်တွေလည်းခေါ်ပြပြီးပြီဒီကောင်မှဒီကောင်ပဲဟုတ်ပြီဆရာဒီကောင်ကဘယ်ကောင်လဲဗျဒီကောင်နာမည်ကစာချင်းခန့်ခဲ့ရတယ်ဗျစစ်ပြန်မယ်အရင်ကပစွန်တော်မှာနေတယ်မတရက်ကိုကုံသင်းပေါ်မှာတင်မောသားလှုပ်ဖူးတယ်စစ်တဲဝင်ပြီးပြည်တိကျအိန္ဒိယအာမီနဲ့တူပရက်ရှားမှာစစ်တိုက်ခဲ့တယ်တက်ဆက်ကြီးရတို့ရပြီးတက်ကထွက်ခဲ့တယ်လေဗျမြန်မာပြည်ပြန်ရောက်တာလပိုင်းမရှိသေးတယ်အခုဒီကောင်ကိုဖမ်းထားတော့မလားကိုပညာလှုပ်ပေးလိုက်ရပြီဗျလူတယောက်အချုပ်ထဲကလာထုတ်သွားတယ်အဲ့ဒီလာထုတ်တဲ့လူကိုတင်ကိုဖိုးတို့ပို့ပြီးအံ့ဩသွားမှာဘယ်သူလဲကိုပညာအာချစ်လေလမ်းချအာချစ်လမ်းမတော်ဖိုးတို့ကကနမတောင်းရီကိုလမ်းကြည့်လိုက်သည်ကနမတောင်းရီကကောင်းချင်းပြလိုက်သည်ကျေးဇူးတင်ပါတယ်ဆရာကိုပညာကိုညီလက်စနဲ့နောက်တစ်ခုကိုညီပေးပါအောင်ဒီကောင်ကြိုက်နေတဲ့ဟိုကလမလေးကိုတရက်နှစ်ရက်အတွင်းပြန်လွတ်ပေးဖို့စီစဉ်ပေးပါအောင်အဲ့ဒီအတွက်လည်းကျွန်တော်အပိုးဆောင်တစ်ခုထည့်ပေးထားပါတယ်
ဖိုးတုတ်ကဘူးလေးတစ်ခုကိုကိုပညာတန်းထိုးပေးလိုက်သည်ကိုပညာကဘူးလေးကိုခလောက်ကြည့်ပြီးဘူးထဲမှာရွှေရင်းကအရေးတွေကိုခံမှန်းကြည့်လိုက်သည်အိမ်ရောက်မှဖွင့်ကြည့်ပါလားဆရာသုံးပြပါပါတယ်ကျွန်တော်တို့ကိုစိတ်ချပါစိတ်ချပါတယ်ဗျာမယုံလို့မဟုတ်ပါဘူးအဲ့ဒီအတန်လေးနားထောင်ရတာနဝင်ချိုးလို့ပါကိုပညာပြန်သွားပြီးနောက်စပွဲဝိုင်းတွင်ကိုပိုးတိုးနှင့်ကန္နမသာကြံတော်သည်ကဲကန္နမလန်ချအားချစ်လာထုတ်သွားတာဆိုတော့ဒီကိစ္စမမ်မစာတွေလက်ချက်ဆိုတာသိကြသွားပြီညနေချိုင်းနာစတန်အပေါ်ထမှာတည်တံ့အခန်းနေရယူတာကိုမိုးကိုငါသွားခေါ်မယ်အုံးဖေထွန်းတင်ဆန်ပါကြော်ထွန်းတို့ကိုမင်းစုတာကြက်ကြားနဲ့အောင်မကိုပါလာဖို့ပြောလိုက်မမ်မစာတွေကငါတို့အတွက်လူသက်သမားငါထားပြီကွာငညွတ်အသက်ခံရသည်မှာရက်20ပြေးသေးနေကိုကြီးဂန်းကရအခုသူ့ကောင်မှာရှာမီတာနေတဲ့ဆက်ဆန်းကိုတောင်တန်းမှာရှိနေတယ်ကျွန်တော်လူတွေနဲ့ဒီကောင်အောင်းနေတဲ့ကိုတောင်ဝိုင်းထားပြီးပြီအကိုကြီးအမြန်လာခဲ့ပါစာကိုဖတ်ပြီးတင်နဲ့လက်မတော်ဖိုးထုတ်သည်ငှက်ကြီးတောင်တာကိုယူကာကားပေါ်သို့ပြစ်တင်လိုက်သည်ဟေ့ဆန်ပါမဲကားတစ်စီးကိုအုံးဖေကိုတော့ခေါ်ပြီးကိုတောင်တန်းကိုလိုက်ခဲ့ငါကန္နမဝင်ခေါ်လိုက်မယ်လှမိုင်ညမို့ကြည့်မြင်တဲ့ဆက်ဆန်းကိုတောင်တန်းသည်မောင်မဲနေသည်ကလားကူလီချိုပြည့်တစားချိုအဖေဆွဲကနေကြသောကိုတောင်ဟောင်းတချို့စီမှာရင်နှံစီမီးအောင်တဲ့တဲ့သာအလင်းရောင်ရှိ၏လက်မတော်ဖိုးထုတ်နှင့်ကန္နမတောင်းရည်သည်ဓာတ်လို့တယောက်တစ်ချောင်းစီကိုင်ကကိုတောင်တန်းသို့ဝင်လာခဲ့လေသည်မောင်မဲနေသောကိုတောင်တစ်လုံးရှိတွင်ကြက်ကြား၏လူတို့ချို့ကလက်နက်ကိုစီဖြင့်ဝိုင်းထားကြသည်ကြက်ကြားကဖိုးထုတ်ကိုမြည်သည်နှင့်အနားသို့ကပ်လာသည်အကိုကြီးဒီကောင်အထဲမှာကျွန်တော်တို့ရောက်လာတာကိုသိပုံပဲအထဲမှာလည်းမောင်မဲနေရပဲအကိုကြီးကိုကျွန်တော်တို့စောင့်နေတာဖိုးထုတ်ကခေါင်းကြီးလျက်ကိုတောင်ဝသို့လျှောက်သွားသည်ကန္နမနှင့်ကြက်ကြားကလည်းဓာတ်ကိုစီဖြင့်ဟဲ့ကောင်ခန်းကြရမင်းအထဲမှာရှိတာငါတို့သိတယ်နော်ဒီမဲ့ဟဲ့ကောင်မင်းဒီထဲပုံးနေလေငါတို့ကဝင်တက်မှာပဲမင်းယောက်ျားပြီးထွက်ရင်ဆန်ဆန်ကွာအထဲမှာမြည်သည့်အတန်မှထွက်မလားဟဲ့ကောင်ခန်းကြရငါတို့အထဲဝင်လာရင်တော့မင်းကိုအရှင်ရအောင်ဖမ်းမယ်ပြီးရင်လူစင်မမေအောင်နှိပ်စက်ပြီးမှတအေးတက်မှာအခုထွက်လာရင်တော့ငါဓာတ်ချက်နဲ့ပဲမင်းသိရမယ်ကြိတ်တာရွေးကွာငါတစ်ကနေ3ထိရိမယ်မင်းမထွက်လာရင်ငါတို့ဝင်လာပြီဖိုးထုတ်ဓာတ်ကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကန်ရင်ကိုတောင်ဝသို့ကတ်သွားသည်တစ်နှစ်ရုတ်တရက်ကိုတောင်ထဲမှာအရက်တစ်ခုပြည့်ထွက်လာသည်ဖိုးထုတ်ကဓာတ်ကိုစုံကိုင်းကအားဖြင့်ပိုင်းချလိုက်လေသည်ထွက်လာသူမှခွေကနေလဲကျသွားလေသည်ဖိုးထုတ်ကနောက်တစ်ချက်ဆင့်ခုတ်ချိန်တွင်အခြားအရက်တစ်ခုကကိုတောင်ထဲမှထပ်ထွက်လာသည်ဖြင့်အဝတွင်ရက်နေသောကြက်ကြားကဓာတ်ရှိပင်ခုတ်ရန်ပြင်လိုက်သည်သို့သောထိုသူကကြက်ကြားကိုဝင်လုံးလိုက်ပြီးနောက်လက်ဘဲအားတင်မြောင်ဖြင့်ထိုးလေတော့သည်ကန္နမကလုံးထွေးနေရသို့ရောက်သွားပြီးကြက်ကြားအပေါ်မှာလူရီကြောကုန်းကိုငှက်ကြီးတောင်ဓာတ်ဖြင့်ဆွဲခုတ်ချလိုက်သည်တွန့်ကနေဖြစ်သွားချိန်တွင်ကြက်ကြားကထိုသူကိုစောက်ကန်လိုက်သည်လက်ကျလာသောသူ၏ခေါင်းနှင့်လက်ဘဲများကိုကန္နမကအချက်ပေါင်းများစွာဆင့်ကခုတ်ချလိုက်သည်ဖိုးထုတ်ကကန္နမရှိရာပြေးလာသည်ကြက်ကြားကဓာတ်ဖြင့်ထိုးခံရသည့်လက်ပင်ကိုဆုပ်လျက်သွေးယူသွေးတန်းဖြစ်နေလေသည်ကြက်ကြားတစ်ပည့်များရောက်လာကြပြီးသူတို့ဆရာကိုဆွဲထုတ်ကြသည်သို့သောကြက်ကြားလက်ပင်မှာသွေးများတပွဲပွဲထွက်လာကကြက်ကြားမျက်ဖြူလန့်သွားကြပြီထိုအချိန်တွင်ဆန်ဖနှင့်အုံးပေကဓာတ်ကိုစီဖြင့်ပြေးဝင်လာကြသည်ဟိဆန်ဖလက်နှိပ်တက်မိပါလားဆန်ဖကလက်နှိပ်တက်မိထိုးပေးသည်ဖြင့်ဖိုးထုတ်ကလဲကျနေသောအလောင်းနှလောင်းကိုထိုးကြည့်သည်ဖိုးထုတ်ရှေးဥစွာခုတ်လိုက်သူကပြစ်တစားမှလေးရှာမိတာသွေးအိုင်ထဲတွင်မျက်လုံးပွင့်လျက်ကြက်ကြားဘေးတွင်လဲနေသူကကန်ကြရာဓာတ်ချက်ပေါင်းများစွာပင်ခုတ်ထားသောကြောင့်လက်ဘေးမှာပြက်လူတဲတယ်မျက်နှာတက်တဲ့တွင်လည်းဓာတ်တန်ရကြီးနှင့်သူ့နဘေးတွင်ကြည့်မြင်တဲ့ကြက်ကြား၏အသက်မဲ့ခန္ဓာကိုယ်ကြီးဖိုးထုတ်ကဓာတ်မြေကြီးတွင်စိုက်ပြီးရှာမိတာ၏အလောင်းကိုငေးကြည့်နေသည်ခန္ဓမာကဂန်းကရနှင့်ကြက်ကြားတို့၏အလောင်းမေးတွင်ထိုင်လျက်စီဂရက်ထုတ်တောက်လိုက်၏ဆန်ပေါမင်းလူတယောက်ကိုခေါ်ပြီးဒီကလမလေးလောင်းကိုထောက်ချန်တင်းချမ်းမှာကောင်းကောင်းမွန်မွန်တကြိုလိုက်ကွာသူ့ဘရစားအောင်ဝေကိုငါကမြုပ်ခိုင်းတာလို့ပြောပြီးငွေတရားပေးလိုက်အုံးဖေမင်းကထုံးတင်တို့ဖွဲ့ကိုသွားခေါ်ဒီကလာအလောင်းကိုရန်ကုန်မြစ်ထက်ငါးစာကိုကျွေးပစ်လိုက်ကွာထို့နောက်ဖိုးတုတ်ကကြက်ကြားလောင်းစီသို့ထားသွားသည်ကြက်ကြားဘေးတွင်ထိုင်နေသောကြက်ကြား၏တပည့်များကိုကြည့်လိုက်ပြီးကဲကြက်ကြားကြီးကတော့ငါ့ကိုမိတ်ဆွေကောင်ပြီးသားပြသွားပြီကွာမင်းတို့ဆရာလောင်းကိုသူ့အိမ်ကိုပြန်သက်ပေးလိုက်
အချက်ကမေးရင်မူမူနဲ့မြစ်တဲ့တံပင်ထိုးပြန်ရင်ငို့ဆူးတာလို့ပြောပလိတ်ကိုငါရှင်းလိုက်မယ်အတုပကိုတာမွေတင်းချမ်းမှာကူသွင်းမယ်အပီစီကုန်ကြခံမယ်လှသည်မိုက်လေညသည်မောင်လေအနိနာတဝိုက်ကိုတောင်လေးများစီတွင်ပင်မီးအောင်မရှိကြတော့သွေးညီနံတို့ကလေအဝိတွင်ထောင်းထောင်းထလာသည်ဆက်ဆန်းကိုတောင်ထဲမှလက်မတော်ဖိုးထုံနှင့်ကနမတောင်းရီတို့ထွက်လာသည်သွေးများပေချံနေသောဓားများကိုကားနောက်ခံအောက်သို့ပြစ်ထည့်လိုက်ကြပြီရှေ့ကန်းတွင်ထိုင်ကကားဆက်နိုးလိုက်ကြသည်ခန္ဓမာမနေ့ပြန်ကိုမိုးကိုသွားပြောလိုက်တော့ငါတို့ကိစ္စပြီးပြီမို့သူ့ဘက်ကဆလို့ရပြီလို့သူ့တငယ်ချင်းအလိမ့်လေအကူကြီးတောင်းထားတဲ့ကိစ္စကိုငါကလက်ခံလိုက်တယ်လို့ပြောလိုက်ဟုတ်ကဲ့အပိုင်းဆက်လေးကိုအီနီယာလေးမှပဲရန်နာခွင့်ပြုပါရှင်စာဖတ်နေစဉ်တွင်အတန်လွဲမှအပြတ်တောက်ကလေးများပါခဲ့ရင်နားလည်ခွင့်လွှတ်လိုက်မယ်လို့မျှော်လင့်ပါတယ်နောက်လာမယ့်အခန်းဆက်တွေကိုလည်းဆက်လက်ဖတ်ပြပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်နားဆင်သူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်